ပြည်သူအလုံးတောင်းဆိုနေတဲ့ဒေါ်ဆန်းစုကြည်နဲ့နိုင်ကျင်းအစစ်မှန်တွေမပါဝင်တဲ့ကစုံလားပြည့်လွန်ငင်းသတင်းနဲ့စလိုက်ချင်ပါတယ်။ကစုံလားပြည့်နဲ့အထိမ့်မှတ်အဖြစ်သမရအတူကအကျဉ်းသား1500ကျော်ကိုလွန်ငင်းခွင့်ပြုခဲ့ပေမဲ့လူလူအတိအကျမျှော်လင့်နေတဲ့ဒေါ်ဆန်းစုကြည်နဲ့အဓိကနိုင်ငံရေးအကျဉ်းသားတွေမပါဝင်လာပါဘူး။တစ်ဖက်မှာလည်းဒေါ်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်အတွက်စိုးရိမ်နေရတာကြောင့် proof of life ဆိုတဲ့သက်ရှိတင်ရှားရှိကြောင်းသက်သေပြဖို့တောင်းဆိုတဲ့လှုပ်ရှားမှုတွေအရှိန်မြင့်လာနေပါတယ်။အသေးစိတ်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ဒီကနေ့ဧပြီလ30ရက်ကစုံလပြည့်နေ့မှာသမရအတုဝင်းအောင်လိုင်ကအကျဉ်းသား1508ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှာ431အရာလွန်ငင်းခွင့်ပြုခဲ့ပါတယ်။ဒီလွန်ငင်းမှာရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်9နှစ်စီချမှတ်ခံထားရတဲ့ဒရိုက်တာစပြူထွန်းသက်လွင်ဒရိုက်တာအောင်ချမ်းလူတို့အပြင် PPP ပါတီဒုက္ခရာဟောင်းဦးကျော်စရာတို့ပါဝင်လာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့မင်းအောင်လှိုင်ရဲ့လွန်ငင်းဟာအရေးအတွက်အရသာများပြနေပြီးနိုင်ငံရေးအကျဉ်းသားအစစ်မှန်တွေပါဝင်မှုနှဲပါနေရကိုထောက်ပြကြပါတယ်။အရင်နှစ်ဆန်းတရက်နေ့တုန်းကလည်း4000ကျော်လွတ်မယ်ဆိုပြီးတကယ်လွတ်တာ1600ကျော်ပဲရှိတယ်။အဲ့ဒီထဲမှာနိုင်ကျင်းက30တောင်မပြည့်ဘူး။အခုလည်းထုံးစံတိုင်းနိုင်ငံရေးအရာအမျက်ထုတ်ဖို့နေပြည်တော်တွင်နေကျဲကျုံသို့ပြောင်းရွှေ့ထားသောဒေါ်ဆန်းစုကြည်ကိုသူမ၏ရှေ့နေဖွဲ့များကယနေ့သတင်းပတ်တွင်တွေ့ဆုံရန်အတွက်စီစဉ်နေကြောင်းရှေ့နေဖွဲ့ဝင်တွေကပြောဆိုလာခဲ့ပါသည်ရှေ့နေဖွဲ့ဝင်တွေကအသက်80အရွယ်ရှိသောဒေါ်ဆန်းစုကြည်နှင့်လာမည့်တနင်္လာနေ့တွင်တွေ့ဆုံရန်အတွက်စီစဉ်ထားပြီးသူမအတွက်လိုအပ်သည့်ထောက်ပံ့ငွေပစ္စည်းများပေးရန်နှင့်သူမ၏ရည်တည်ချက်များကိုဆွေးနွေးရန်ရည်ရွယ်ထားကြောင်းရိုက်တာသတင်းဌာနမှသိရပါသည်။ယခုတွေ့ဆုံပုံမှာပုံမှန်ကျင်းထောင်ဝင်စာမျိုးမဟုတ်တော့ဘဲရှေ့နေဖွဲ့စီများကတွားရောက်ပြီးကိစ္စရပ်များကိုသိစိတ်ဆွေးနွေးနိုင်ပြီးဆွေးနွေးမှုပုံစံဖြစ်လာတော့မယ်လို့မျှော်လင့်ထားခဲ့ကြပါတယ်။ဒေါ်ဆန်းစုကြည်ကိုဧပြီလ30ရက်နေ့ကြာသပတေးနေ့ညပိုင်းတွင်နေအိမ်ကျဲကျုပ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးလက်ရှိချိန်တွင်သူမ၏နေပြည်တော်ရှိလက်ရှိချိန်တွင်သူမသည်နေပြည်တော်တွင်ရှိနေကြောင်းရှေ့နေဖွဲ့ဝင်တဦးကအတည်ပြုလာခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကိုကျန်းဖတ်စတက်ကအာတိလိုက်စားမှုရွေးကောက်ပွဲမဲမတမာမှုနဲ့နိုင်ငံတော်လိုအပ်ချက်အဥပဒေပုံမှန်များချိုးဖောက်မှုများအရာစသည့်ဆွဆွဲချက်များဖြင့်ထောင်ဒဏ်33နှစ်ချမှတ်ထားခဲ့ပါတယ်။ဧပြီလ19ရက်နေ့နှစ်ဆန်း1ရက်နေ့မှာလူငယ်ချမ်းသာခွင့်ပြည်ထန်ရေး6ပုံတပုံကိုရုပ်ပေါ်ပေးပြီးနောက်ဇာတာပရင်းနေ့တွင်နေကျဲကျုပ်သို့မပြောင်းရွှေ့မိတိုင်အောင်နောက်ထပ်6ပုံတပုံကိုထပ်မံ၍ရုပ်ပေါ်ပေးခဲ့ပါတယ်။စစ်တပ်ကဒေါ်ဆန်းစုကြည်ကိုယူနီဖောင်းဝတ်သောဝန်ထမ်းတအုပ်နှင့်ဝန်ထမ်း2ဦးနှင့်အတူတသားခုတ်နှံတစ်ခုပေါ်တွင်ထိုင်နေသည့်တပ်ပုံကိုဓာတ်ရိုက်ထုတ်လွှင့်ခဲ့ရမှာအဆိုပါတပ်ပုံမှာ2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက်ပိုင်းကမှသူမရဲ့ပထမဦးဆုံးလူထုရှင်းမောက်ကိုရောက်ရှိလာသည့်စစ်တပ်ကထုတ်ပြန်ထားသောပုံရိပ်ပဲဖြစ်ပါတယ်။အကြမ်းဖက်မရောက်လိုက်နေပြည်တော်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန်အတွက်အာဆီယံပါဝင်နိုင်ငံတကာ၏ဖိအားပေးမှုများနဲ့အမည်အသစ်ဖြစ်နာမည်အသွင်ပြောင်းထားသောအကြမ်းဖက်စစ်တပ်ကဒေါ်ဆန်းစုကြည်ကိုနေအိမ်အကျယ်ကျုပ်သို့ပြောင်းရွှေ့လိုက်ပြီးဟုကြေညာကကမ္ဘာအမြင့်ကြည်လင်စေရန်အတွက်လူထုဆက်ဆံရေးထိုးစစ်နှင့်နိုင်ငံတကာကစားကွက်အဖြစ်နဲ့အသုံးပြုနေကြောင်း UK ကသတိပေးလိုက်ပါတယ်။စစ်တပ်ကဒေါ်ဆန်းစုကြည်ကိုနေအိမ်ကျဲကျုပ်ဖြစ်နေပြောင်းလဲထားတယ်လို့ထုတ်ပြန်ထားခဲ့တော်လဲလက်တရချင်းတွင်တရားမဝင်ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းထိန်းသိမ်းထားသည့်နေရာသာပြောင်းလဲသွားခြင်းဖြစ်ကြောင်းထောက်ပြလာခဲ့ပါတယ်။